ကျွန်တော်ဒီထားမိတာပေါ့နော်အိန္ဒိယတွေတော်တော်များပေါ့နော်ကျွန်တော်ဒီထိုင်းနိုင်ငံကိုလာတာတော်တော်များတယ်ပေါ့နော်ပတရာကိုလာတာတော်တော်များတယ်ပြီးတော့ကျွန်တော်တို့စီးပွားရေးလုပ်တဲ့နေရာမှာလည်းဒီအိန္ဒိယလူမျိုးတွေကတော်တော်လေးကိုမှစီးစနစ်ကြပြီးကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်အရှိမဆိုလည်းကျွန်တော်တို့ဒီမှာပေါ့နော်ဒီနိုင်ငံခြားနဲ့ပတ်သက်တဲ့ဒီပေါ့နော်အင်ဂျီနဲ့ပတ်သက်တဲ့ဟာတွေပေါင်းမှုနဲ့ပတ်သက်တဲ့ဟာတွေဆိုရင်ဆိုင်ငန်းတွေဖွင့်ထားတယ်ပေါ့နော်အဲ့တော့စေးစကားဆိုလည်းအဲ့လောက်ကြီးစေးမရှိဘူးပေါ့နော်ပြီးတော့ဒီ Walking Street ထဲမှာဆိုလည်းဒီအိန္ဒိယနွယ်ဘွားတွေပေါ့နော်ပြီးတော့မြန်မာနိုင်ငံသားတွေလည်းအများကြီးရှိတယ်ပေါ့နော်စီးပွားရေးလောက်ရတာတော်တော်လေးကိုမှတော်တော်လေးတွင်နေကြီးလောက်ကြရပေါ့နော်ပြီးတော့ဒီမှာကျွန်တော်သတိထားမိရတော့တရုတ်လူမျိုးသိမ့်မရှိဘူးဒီအိန္ဒိယတွေများတယ်ထိုင်းလူမျိုးတွေများတယ်ပေါ့နော်ပြီးတော့ဒီမှာအလုပ်လုပ်တဲ့လူတွေတော်တော်များတော့မြန်မာတွေလည်းမကြာခဏတော်တော်များများတွေ့ရတယ်ပတရာမှာပေါ့နော်ဒီကမ္ဘာလက်ခီးသွားရင်လည်းပဲဒီထိုင်းနိုင်ငံဒီဘောနော်စီးပွားရေးတွေပါပိုပြီးကောင်းနေရပါတော့အခုလမ်းမပေါ်မှာရှောက်နေတဲ့လူတွေအကုန်လုံးကလည်းဒီနိုင်ငံခြားသားတွေပဲနော်ဟိုးအရှိမတောင်းပြင်းနေမှာထိုင်နေတဲ့လူတွေတော်တော်များများထိုင်းလူမျိုးတွေများတယ်မြန်မာလူမျိုးတွေများတယ်ပေါ့နော်သူတို့ဒီနိုင်ငံခြားသားတွေတော်တော်များတော့အဲ့လိုမျိုးထိုင်နေတယ်လို့မရှိကြဘူးထိုင်နေဆိုရင်ခုံပေါ်မှာထိုင်မထိုင်ဘူးဆိုရင်ဒီပေါ့နော်ဒီပေါင်လေးပေါ်မှာထိုင်တယ်အဲ့ဒီသဲဆောင်မြင်းတွေပေါ်မှာထိုင်နေလူတွေတော်တော်များသူတို့ထိုင်းနိုင်ငံသားတွေများတယ်